ထော်လီစောစီလောတကစောကောနေနော်ဒီနေ့တရားဒေသနာဝင်ငါမဲ့ဆရာတော်ရွေးချယ်ထားသောနှုတ်ကပတ်တော်သမ္မာကျမ်းစာကိုဖတ်ကြားမှာဖြစ်ပါတယ်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး8အခန်းငယ်7ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး8အခန်းငယ်10အကြောင်းမူကားစေတနာစိတ်သည်အသင့်ရှိလျက်မတတ်နိုင်သောအမှုကိုမထောက်ပဲတတ်နိုင်သောအမှုကိုထောက်၍နှစ်သက်တော်မူပွေရာဖြစ်၏ကျွန်တော်စေတနာစိတ်နဲ့ခေါင်းစဉ်ကိုကျွန်တော်ချိန်ကြရောက်တဲ့အခါမှာဆရာတော်ကဝင်ငါပေးมาဖြစ်ပါတယ်ကျွန်တော်ဒီနေ့တရားဒေသနာကိုနာကြားဖို့တရားဒေသနာရှင်ကတော့ကျွန်တော် MCC ကျွန်တော်အနာကြီးသာသနာနယ်ကနေပြီးတော့ကိုယ်စားလှယ်လွတ်လိုက်တယ်ရွှေပြည်သာမြန်မာနှစ်ချင်းအသင်းတော်ရဲ့သင်းအုပ်ဆရာတော်ဖြစ်တဲ့ဆရာတော်မြတ်ဆိုပဲဖြစ်ပါတယ်သူကတော့ဒီသာသနာလုပ်ငန်းနဲ့အတူเนาะကျွန်တော်တို့ရွှေပြည်သာနယ်မြေမှုတော်ဆောင်အဖွဲ့ဖြစ်သလိုကျူကြောင်เนาะတင်ញိုင်းအဖွဲ့ရဲ့သူအမှုတော်ဆောင်တစ်ပါးအနေနဲ့ပါဝင်ပြီးတော့စက္ကန့်နေပါတယ်သာသနာလုပ်ငန်းအများပြားမှာပါဝင်လှုပ်ဆောင်နေတဲ့ဆရာတစ်ပါးလည်းဖြစ်ပါတယ်ယနေ့ကျွန်တော်တို့အသင်းတော်ကိုရောက်ရှိလာတဲ့အတွက်လိုက်လဲစွာကြိုးစိုးသလိုအချိန်နာရီကိုလည်းပဲတရားဒေသနာအတွက်အနံပါတယ်ကျေးဇူးတင်ပါတယ်ခဏဆုတောင်းကြပါစို့အသက်ရှင်တော်မူ၍ကောင်းမြတ်တော်မူသောမြတ်တာတော်ရှင်ထာဝရမြတ်စွာသောဘုရားကိုရောဘုရားရဲ့ခြေဆုတော်ဂုဏ်တော်အပေါင်းကိုအထူးပဲချီးမွမ်းပါ၏2025ခုနှစ်ကစက်တင်ဘာလဒုတိယပတ်ဟာအနာကြီးယောဂဥပုံနေ့ဖြစ်ပါတယ်ကိုရောဘုရားဒီနေ့ကိုအထူးပြုပြီးတော့မှအင်းစိန်ကရင်နေချင်းခရိယန်သင်းတော်ရဲ့ဒီနေ့ကိုအထူးပြုပြီးတော့မှဝုပြုကိုးခွေခွင့်ရတဲ့အတွက်လည်းဘုရားရှင်ရဲ့ကျေးဇူးတော်ဂုဏ်တော်အပေါင်းကိုအထူးပဲချီးမွမ်းပါတယ်အသင်းတော်ကိုဆက်လက်ကောင်းကြီးပါဖဆရာတော်ကြီးများနဲ့တကွဓမ္မမှုတော်ဆောင်တွေတင်သူတင်သားတွေတပ်ပွားတွေတပ်ရှတွေအပေါ်မူဂရဲမှာစားအားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါဘုရားဒီနေ့သားမျိုးကိုရောရဲ့ဓမ္မမှုတော်မျက်နှာစေခံနေသောကိုရောရွေးကောက်သောကိုရောရဲ့စေခံကြုံဖြစ်တဲ့အတိုင်းပဲဒီနေ့နှုတ်ကပတ်တော်မြတ်ကိုကိုရောဘုရားကိုယ်တိုင်လမ်းပြပြီးတော့သားမျိုးကိုရောဘုရားရဲ့တပါးဇဇာပလာဖြစ်နေနှုတ်ကပတ်တော်ကိုကိုရောဘုရားကိုယ်တိုင်ခွန်အားပေးလျက်ဖွင့်ပြပါမယ်အကြောင်းဓမ္မဒေသသားမျိုးအသက်တာတည်တည်ကိုစက္ကန့်အနှံပတနာပြုတဲ့အခါမှာအသက်ရှင်တော်မူသောသားတော်ရှင်သခင်ယေရှုဖျားကြီးကြီးမြတ်တော်မူသောနာမတော်မြတ်၌ယိုသေးစွာဖြင့်စက္ကန့်အနှံ၍အစပြုကြပါသည်ဖျက်မြတ်စွာသောဖျားအာမင်ဖျားရှင်ရဲ့ကျေးဇူးတော်ဂုဏ်တော်ပေါင်းကိုထူးပဲချီးမွမ်းပါတယ်ဖျားရှင်ကကောင်းမြတ်ပါတယ်ဒီဆိုတော့ကဆရာတော်ခက်ဖော်ပြတယ်လို့ပေါ့နော်ဒီနေ့ကျွန်တော်ကိုယ်စားလှယ်ဖြစ်နေဆေလို့ပြေးတဲ့မြန်မာနိုင်ငံအနာကြီးသာသနာပြုလုပ်ငန်းကတာဝန်ရှိတဲ့ပုဂ္ဂိုလ်ပေါ့အဓိကတော့အကျိုးဆောင်ပြည်မှုဖြစ်တဲ့ဆရာထူးနဲ့တကွပေါ့နော်ဒီမှုတော်ခေါင်းဆောင်ကြီးများကိုလည်းကျေးဇူးတင်တယ်လို့လက်ခံပေးသောဒီအင်းစိန်နော်ကရင်ချင်းခရိယန်အသင်းတော်ပေါ့ KBC ဒါအိုဖိုကိုလည်းအထူးပဲကျေးဇူးတင်ပါအကြောင်းဖော်ပြလိုပါတယ်ကျွန်တော်အကြောင်းတော့ဆရာခက်ကစောစောကလည်းအနေငယ်ဖော်ပြတဲ့အခါကျွန်တော်အနေငယ်ထပ်ပြီးတော့မှကျွန်တော်ရဲ့ biography လေးကိုနည်းနည်းပြောချင်ပါတယ်လို့ကျွန်တော်ကအရင်ကပညာရေးဌာနပေါ့နော်ဆရာခက်တို့ကလည်းကျမ်းမာရေးဌာနလို့ကျွန်တော်သိပါတယ်ဝန်ထမ်းဘဝပေါ့နော်ဝန်ထမ်းဘဝပညာရေးဌာနမှာကျွန်တော်ဌာနယာရုအဆင့်နဲ့ပြောင်းရွှေ့ပြီးတော့မှ35နှစ်ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ကျွန်တော်ကဗမာစစ်ပါလို့ဗမာစစ်ပါဒါအဖို့ကိုလေးစားပြီးတော့မှနော်ဘာညောအော်ကြီးပေါ့နော်ဘာညောအော်ကြီးဘာညောထက်ကူးကျွန်တော်ဝစ်လာပါတယ်ဘာဖြစ်လို့ဝစ်လဲဆိုတော့ကျွန်တော်ဇနီးတွေကဘာကညောမှုစစ်ဖြစ်လို့ပါဖြစ်ပါတယ်လို့ကျွန်တော်ဇာတိကဒီရန်ကုန်နဲ့မွေးပါဘူးရန်ကုန်တိုင်းဒေသကြီးထန်းတမင်မြို့နယ်ဘောလေကျောင်းသားဖြစ်ပါတယ်ဒီမှာလဲဘောလေကျောင်းသားတွေပါတော့မသိဘူးနော်ကျွန်တော်ကလှဲစိတ်ရွာသားဖြစ်ပါတယ်လှိုင်းမြေဘေးမှာရှိတဲ့လှဲစိတ်ရွာသားဖြစ်တယ်ဗုဒ္ဓဘာသာထွန်းကားသောနေရာဖြစ်တယ်တက်တဲ့ခံတော့အများကြီးဖြစ်လို့ကျွန်တော်မပြောတော့ဘူးအဲ့ရွာမှာတယောက်သေးသောခရိယန်သည်ကျွန်တော်ပဲဖြစ်ပါတယ်အဲ့ဒီခရိဗမာလူမျိုးဗုဒ္ဓဘာသာတယောက်ကိုဘုရားကရွေးကောက်တာဒီနေ့ MBCU ပေါ့နော်ကျွန်တော်တို့နေရတော့ဒီရွာမအသင်းတော်တူတယ်ကျွန်တော်ညီတော်ပေါင်းဆရာတော်ကျော်လွင်မြင့်တို့ကျွန်တော်ပဲခူးသာသနာနဲ့မြန်မာနိုင်ငံနှစ်ချင်းခရိယန်အသင်းတော်များအဖွဲ့ချုပ်မှာကျွန်တော်10နှစ်တောင်ထမ်းခဲ့ပါတယ်ထမ်းပြီးတော့မှဘုတော်ရွှေပြည်သာမှာမြန်မာနှစ်ချင်းအသင်းတော်မှာသင်ဟုတ်ဆရာဖြစ်နေအမှုတော်ဆောင်နေသင်ဟုတ်ဆရာတော်မှာဟိုပဲနဲ့ဘာစုတရာတောက်ဖို့တရာအဖြစ်ဘုရားက
ထပ်မှန်ပြီးတော့ရွေးကောက်ပါတယ်ဒါမှမဟုတ်ဘုရားကောင်းမြတ်ပါတယ်ကျွန်တော်ဇနီးတဲ့ကဘာလို့ကရင်စစ်လဲဆိုရင်ပပကယမီးပွားပေါ့နော်ပပကစောဘတော်ဖြစ်ပါတယ်ဖတ်ထိပ်ပါမမကခအဲမလီမုတ်ထိပ်ပါဖတ်ထိပ်နဲ့မုတ်ထိပ်နဲ့မွေးတဲ့သမီးကကရင်စစ်ပါတယ်ကျွန်တော်နဲ့သူတွေကစာသက် training မှာကျွန်တော်တွေ့ပြီးတော့မှလက်ထပ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ဇနီးမောင်နှံပြင်ဆင်ပြီးတော့ဒီနေ့ရွှေပြည်သားမှာအစေခံလျက်ရှိပါတယ်သူတို့ကတော့ဘယ်နေရလဲဆိုတော့အိမ်မဲမြို့ပေါ့နော်ကော်ပတီမြောင်းမြအဖိုးအလီနော်ချောင်းမြတောင်ဖိုးဒီမှာလဲကျွန်တော်မိမအမျိုးတွေတော်များရှိပါတယ်စောကြောတာတို့ပါလို့လေလူကြီးလို့တန်းပါတယ်သူတို့တွေတော်နဲလေးတို့အဲ့တော့သူတို့ကတော့ဒီဟိုပါပေါ့ကနေမီတောင်ဖိုးပလောလာဟေးတို့ပါအဲ့မှာလဲတက်တာရှိပါတယ်ဆိုတော့ဒီတောင်သူကုန်းထဲမှာကျွန်တော်ဇနီးတဲ့အမျိုးတွေလည်းအများကြီးရှိတယ်ဒီမှာလဲပိုင်လဲပါပါလိမ့်မယ်ကျွန်တော်ကစောဘတော်ဂါရဲမလီရဲ့တမက်ဖြစ်ပါတယ်လို့ကျွန်တော်မှသားတစ်ယောက်သမီးတစ်ယောက်ရှိပါတယ်ကျွန်တော်လည်းအသက်80တဲကိုရောက်နေပါပြီဆိုတော့သားကြီးကအိမ်မဲမြို့မှာရှိတယ်ဝေါ်ဘစ်ရှင်ပေါ့နော်ဖခင်ရွေးကောက်ခြင်းဝေါ်ဘစ်ရှင်မန်နေဂျာအဖြစ်နဲ့တာဝန်ထမ်းနေတယ်ညီမလေး2ယောက်ဘုံမှုလေးပေါ့နော်ရလီအိုချီကအပေါ်မူဖိုးရှိပါတယ်ကရင်စကားလည်းအများကြီးပြောချင်ပါတယ်ဒါပေမဲ့လည်းတိတ်လည်းအများကြီးမပြောတတ်ဘူးပေါ့နော်နားလည်းပေးပါကျွန်တော်သမီးကဒုတိယသမီးဖြစ်ပါတယ်အိုလေးချင်းမိုင်ထိုင်းနိုင်ငံချင်းမိုင်မှာအပြိုကြီးအတနေတက်စီဟူနီနော်ဖိုးခွားနေလူစီရနီနော်အဲ့ဒါကရင်လိုနဲ့ပြည်လာတော့မသိဘူးနော်ဆိုတော့ရှိပါတယ်လို့သမီးလေးကတော့အပြိုကြီးပါချင်းမိုင်မှာရှိတယ်ဆိုတော့ကျွန်တော်ရဲ့ဘဝကိုနည်းနည်းလေးသက်သေခံပါတယ်လို့ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်ကိုအချက်3ချက်နဲ့ကျွန်တော်ဝေငှဖို့ပြင်ဆင်လာပါတယ်ဆိုတော့ပထမတစ်ချက်ကတော့စိပလူစိဖို့ပေါ့နော်ယေရှုတော်ကိုချီးမွမ်းပါ Thanksgiving ပေါ့နော်ယေရှုတော်ကိုချီးမွမ်းပါလို့ဖော်ပြခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့စာလံကျမ်းပေါ့109ခုမြောက်သောစာလံအပိုက်ငယ်1မှာထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ဂရုဏာတော်အစဉ်မြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့နည်းနည်းလေးကရင်လိုနည်းနည်းထည့်ပြောချင်တာပေါ့နော်ဘွာညောဒီကိုးကွယ်သောကစားရွာနော်ဖျားရှင်ဟာတကယ်ပဲနော်ကစားရွာနေကောင်းမြတ်တဲ့ဖျားဖြစ်တယ်ဒါမှမဟုတ်ကောင်းမြတ်တဲ့ဖျားဖြစ်တော့ကျွန်တော်တို့ပေါ်မှာဖျားရဲ့ဂရုဏာတော်ကအစဉ်မြဲတည်တဲ့ကြောင့်အစဉ်မြဲလို့ပြောတယ်နော်အချိန်နဲ့အချိန်ကားတွေဘလို့ပဲပြောင်းကျွန်တော်သိမပြောတော့ဘလို့ပဲပြောင်းမပြောင်းလဲတာကဖျားပဲဆိုတော့ဒီနေရာမှာလဲဘွာညောင်းလည်းပြောခြင်းပါတယ်ကစားရွာနေတကတိကဒါပါမေယဂတိကဒါနေဘွာညောမေယဂတိကနာတွေဘွာညောလို့ပြောတဲ့အခါမှာကရင်လို့ပြောတာမဟုတ်နော်လူအလုံးဘွာညောပဲရပယောဖိုးလေဘွာညောပဲရှာခက်လေဘွာညောပဲတော့ဘွာညောနေလူတွေကသာလက်လိုမှောက်လိုက်ချီလိုက်လှန်လိုက်လုံနေတာဒါပေမဲ့ကစားရွာနေတကတိကဒါပါမပြောင်းလဲတော့ဘုရားကတော့ထာဝရဘုရားပဲဖြစ်တယ်။အခုကျွန်တော်တို့ပေါ်မှာဘုရားရဲ့ဂရုဏာတော်ကအချိန်နဲ့အချိန်ခါပေါ်မှာမပြောင်းလဲပဲနဲ့ကျွန်တော်တို့ပေါ်မှာအမြဲတည်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအမြဲတမ်းဘုရားရဲ့ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပြီးတော့မှအသက်ရှင်ဖို့ဖြစ်တယ်။ဒီနေ့ဟာ Leprosy Sunday ဖြစ်ပါ။ဒါပေမဲ့ဒီနေ့ဂရုဏာတော်လို့ပြောတဲ့အတိုင်းပဲကျွန်တော်ဒီနေ့အဓိကယူဆောင်တဲ့စောစောကဆရာတော်ခက်လဲဖော်ပြတယ်လို့စေရနာစိတ်နော်စေရနာစိတ်အဲ့ဒီအနာကြီးယောဂသားမြေယောဂအသေးများကိုမယုံမရှာကူညီစောင့်ရှောက်ပေးနေတဲ့လုပ်ငန်းဟာလူရဲ့သဘောကတော့မရနိုင်ဘူးလို့ဆိုဖျားပေးတဲ့ဂရုဏာတော့ဖျားပေးတဲ့စေတနာစိတ်အားဖြင့်ကျွန်တော်တို့ကဒီ leprosy mission ကိုကျွန်တော်တို့လှုပ်ဆောင်နိုင်တာဖြစ်တယ်ဆိုတာကိုနားလည်ရတယ်။နောက်ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကကျေးဇူးတော်ကိုချီးမွမ်းခြင်းကိုလိုလားတဲ့ဘုရားဖြစ်တယ်။ဆာလ16မှာဗာပြောလဲဆိုတော့ကျေးဇူးတော်မှတပါအခြားသောမင်္ဂလာသည်ကျွန်တော်၌မရှိပါ။ကျွန်တော်တို့ပေါ်မှာဘုရားရဲ့ကျေးဇူးတော်ပဲတခြားမရှိဘူး။ဆိုပြီးတော့မှဆာလံဆရာချီးမွမ်းတယ်လို့ကျွန်တော်တို့တွေရတယ်အမြဲတမ်းချီးမွမ်းခြင်းနဲ့အသက်ရှင်ဖို့အရေးကြီးပါဒီမှာ leprosy ဒီအနာကြီးယောဂန်နဲ့ပတ်သက်ပြီးတော့မှလေကျေးဇူးတော်ကိုချီးမွမ်းဖို့ဘုရားရှင်ကလိုလားတဲ့အကြောင်းအရာလေးရှိပါတယ်တခါကြတော့တဲ့ခရစ်တော်ဘုရားကယေရုရှလင်မြို့ကိုကြွတဲ့အခါရှမာရိပြည်ဂါလိလဲနဲ့စัจ ကြားမှာရွာတူရွာကိုရောက်တယ်ရွာတူရွာကိုရောက်အဲ့ရွာမှာတဲ့နူနာဆွဲတဲ့အနာကြီးယောဂ
leprosy ဝေဒနာတဲ့10ယောက်ကိုတွေ့တယ်တဲ့10ယောက်ကိုအကားတစီးပေါ့နော်10ယောက်ကိုတွေ့တယ်တွေ့တဲ့အခါမှာဒီဝေဒနာတွေကဘာပြောလဲဆိုတော့သခင်ကျွန်တော်တို့ကိုဟာလားတနာပါဒီယောဂါနေပြီးတော့မှပျောက်ကင်းချမ်းသာဖို့အတွက်ကိုတော်တတ်နိုင်ပါတယ်ဒီပျောက်ကင်းခြင်းကျမ်းမာခြင်းခွင့်ကိုဒီယောဂါကြီးကနေလွတ်မြောက်ခွင့်ပေးပါလို့သခင်ကိုပြောတဲ့အခါသခင်ကဘာပြောလဲဆိုတော့သခင်ယေရှုကျွန်တော်တို့ကိုကယ်မသနာတော်မူပါဟစ်ကြော်တဲ့အခါသခင်ယေရှုကပြောယေဘရဟိတ်ထံကိုသွားပြီးတော့မှကိုပြပါတဲ့ဖျားပြောတဲ့စကားဒါလေးပဲယေဘရဟိတ်မင်းထံကိုသွားပြီးတော့မှမင်းတို့ရဲ့ယောဂါဖြစ်တဲ့10ယောက်လုံးဟာသွားပြီးတော့မှမင်းတို့ကိုခန္ဓာကိုသွားပြလိုက်ပါနှုတ်နဲ့ဒီစကားလေးပဲအမိန့်တော်ပြောလိုက်တဲ့အခါမှာယေဘရဟိတ်ထံကိုမရောက်ခင်ပဲလမ်းမှာတင်သွားစဉ်တွင်တန်ရှင်းခြင်းခွင့်ကိုရတယ်အဲ့ဒီဝေဒနာယောဂကြီးကအနာကြီးယောဂဝေဒနာကတနေ့ကျွန်တော်မြင်အောင်နဲ့ပြောကြည့်မယ်အဲ့ဒီလောကတွေဟာကျွန်တော်ညီဆရာကျော်လင်းမင်းကပို့ပြောနေလိမ့်မယ်ကျွန်တော်ထင်တယ်နှာခေါင်းလေးတွေတိုးရင်တိုးနေလိမ့်မယ်လက်ကလေးတွေပြတ်ရင်ပြတ်နေလိမ့်မယ်ခြေထောက်တွေပြတ်ရင်ပြတ်နေလိမ့်မယ်လက်တွေမှာအနာတွေရေတရွှွှနဲ့ဖြစ်နေလိမ့်မယ်ဒီနေ့တော့ကျွန်တော်ပြောနေတာဒီချိန်လေးမှာကျွန်တော်တို့အနာကြီး leprosy ယောဂတွေများကျွန်တော်တို့မှုသွင်းပြီးတော့ခံစားကြည့်အောင်ဒီနေ့တာဖို့တွေမှာနေ့တွေအများကြီးပါပဲဒီတစ်ပတ်ဆိုရင်ကျွန်တော်အသင်းတော်ကျွန်တော်တရားမဟောအောင်နော်သင်ဟုတ်ဆရာတာဖို့တရားတော်မှတရားမဟောအောင်ပရမဘက်ကကျွန်တော်အပေါ်မူဂရဲကိုပေးတယ်အပေါ်မူဂရဲကတရားဟောတယ်တရားပလင်ယူတယ်ဒီ second week က leprosy day ဆရာတော်တစ်ပါးရောက်နေတယ်ဒီချိန်မှာကျွန်တော်အသင်းတော်လည်း17နာရီကိုပြုတယ်ဆရာတော်ဇော်မိုးစင်တရားဟောနေတယ်လာမဲ့ဘက်ကခုနတာဖို့နယ်ရွယ်လို့ကျွန်တော်ထင်တယ်နော်ဖုန်းမလေးလာပြီးတော့မှတာဖို့ပါတင်ညာပြောသွားတယ်နော်ဒါဘုရားတင်ညာလည်းတခါလေးပြောနေတာဒီဆရာခက်တို့အသင်းတော်လည်းကျွန်တော်ကျေးဇူးတင်တယ်ကျွတ်တာဖို့ကြတယ်ဒါဘုရားတင်ညာဆိုသေဖို့သာပြေပဲမေယာဒေသနာဟောတဲ့ဆရာမိနစ်20ပဲဒါဘုရားတင်ညာကမိနစ်30စီလောက်ကြာတယ်ဘာဒါဘုရားပြောလိုက်နေရွယ်ကတက်ပြောလိုက်တပ်ဘောကတက်ပြောလိုက်ဒါမဲ့ဆရာတို့တော့ခစ်မိလာတယ်ပေါ့နော်အများကြီးမပြောတော့ဘူးပေါ့နော်ဆိုတော့ပြောချင်တာလာမဲ့ဘက်ဒီ MNT dayကျွန်တော်စီကိုဒေါက်တာလီလီဂရိုးလာပြီးတော့မှနှုတ်ဘက်တော့ဝင်ရမယ်နောက်ဆုံးဘက်ကကျွန်တော် MBCU ရဲ့ mental weapon day ဆိုတော့၄ဘက်ရှိတာမှာသင်ရုပ်ဆရာတပတ်မှောင်တရားမဟောအောင်ဆိုတော့ပြောချင်တာကဒီလိုနေ့တွေများတဲ့အခါမှာလက်ခံပြီးတော့ကျွန်တော်လည်းလက်ခံပြီးတယ်ကျွန်တော်အသင်းတော်မှာကျွန်တော်ကောင်ဆယ်နဲ့ရှိတော့လက်ခံတယ်ဆရာခက်တို့လည်းကျေးဇူးတင်တယ်ဆိုတော့ဒါနေ့တော့ကျွန်တော်က leprosy ဝေနာတယ်များနဲ့ပတ်သက်ပြီးတော့မှဒီနေ့တရက်ကလေးပဲကျွန်တော်ထင်ပါတယ်ဒီဦးကြီးတနားခွဲလောက်ပဲကြာမှာအများဆုံးလဲနော်ဆိုတော့ဒီချိန်လေးမှာကျွန်တော်တို့ကိုသူတို့နဲ့ကျွန်တော်တို့စေနာစိတ်နဲ့မျှဝေပြီးတော့မှအနာကြီးယောဂသည်များရဲ့ကိုစားကျွန်တော်တို့ခံစားကြည့်အောင်သူတို့ကျွန်တော်မျှဝေပြီးတော့မှစေနာစိတ်လေးနဲ့ကျွန်တော်တို့ဒီချိန်မှာခံယူကြည့်ရအောင်လို့ကျွန်တော်ကဒီနေရာမှာချက်တော်ဘွာညောများပေါ့နော်တိုးတော်စုပေါ့ကျွန်တော်တို့တော့ဘုရားကတိုးဒိန်းလို့ပြောပါတယ်အလွန်တာဝန်ကြီးတဲ့မြင့်မြတ်တဲ့စကားလုံးဖြစ်ပါတယ်ဒီမှာကြည့်တဲ့ပုံကိုယ်တွေကတိုးတော်စုတွေဖြစ်ပါတိုးလေးတွေဖြစ်ပါမဒါမလို့လမ်းမှာသွားတဲ့အချိန်မှာပဲယေဘရဟိမရောက်ခင်မှာတည်းကအဲ့ဒီဝေဒနာကပျောက်တယ်တန့်ချင်းချင်းကိုရောက်တယ်ဒီခါမှာ10ယောက်နော်ဘယ်နှယောက်လဲအကားတစ်စီး10ယောက်ကတယောက်ကတခါတည်းကျေးဇူးတော်ချီးမွမ်းပြီးတော့ကျေးဇူးတင်ပြီးတော့သူတို့တန့်ချင်းအောင်လုပ်ပေးတဲ့သခင်ထံကိုသခင်ရှုထံကိုပြန်လာပြီးတော့မှကိုတော်ရဲ့ကျေးဇူးတော်ကြီးလာတာလို့ကျွန်တော်ထင်တယ်ဒီပုဂ္ဂိုလ်မျက်ရည်ကျရင်ကျပါလိမ့်မယ်သူတကူလုံးတန်ရှင်းသွားတယ်ပြန်ပြီးတော့မှကျေးဇူးတင်တဲ့အကြောင်းပြောတဲ့အခါမှာသခင်ကပြောလဲကျန်တဲ့9ယောက်ကိုကျန်တဲ့9ယောက်ဖျောက်သွားလဲဒါပြီးတော့ပြန်ပြီးတော့မှကျေးဇူးတင်တဲ့ပြောတဲ့လူကကျွန်တော်တို့ဖျားတဲ့လူမဟုတ်ပါဘူးဘယ်လိုခေါ်မလဲရှမာရိလူအခြားသောလူရှမာရိလူတယောက်ကလာပြီးတော့မှကျေးဇူးတော်ကြီးတယ်လို့သခင်ကိုပြန်ပြောပါနောက်ဒီနေ့ပြောချင်တာကသခင်ကလည်းဗာပြောလဲဆိုတော့ဤတပါးမျိုးသားကိုထား၍ဖျားသခင်ဂုဏ်တော်ကိုချီးမွမ်းခြင်းဟာပြန်လာတော်သူတယောက်မျှမကြည့်သလိုဟုမိန့်တော်မူပြီးမှလို့သခင်ကပြောပါတယ်ဒါမှပြောချင်တာကဖျားရှင်သည်ကျွန်တော်တို့ကိုကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့အသက်ရှင်ဖို့ဖျားရှင်ကလိုလားတဲ့ကြောင့်ပထမတစ်ချက်အနေနဲ့ကျေးဇူးတော်ကိုချီးမွမ်းပါလို့ကျွန်တော်ဖော်ပြခြင်းနဲ့ဒုတိယတစ်ချက်ကတော့ကျွန်တော်ရဲ့ title ပေါ့နော်ဒီနှုတ်ကပတ်တော်ဒေသနာရဲ့ခေါင်းစဉ်ဖြစ်တဲ့စေတနာစိတ်ဖြစ်ပါစေတနာစိတ်စေတသိက်လို့လည်းသုံးပါ
ကောရိန္သုဩဝါစာဒုတိယဆောင်အခန်းကြီး8ငယ်7မှာသောသောကလည်းဆက်ခက်လည်းဖတ်ခဲ့ပြီးပြခဲ့ပါတယ်စေနာစိတ်သည်အသင့်ရှိလျင်မတတ်နိုင်သောအမှုကိုမထောက်ဖဲတတ်နိုင်သောအမှုကိုထောက်ပြီးနှစ်သက်တော်မူပဲဖြစ်တယ်လို့ဒီနေရာမှာရှင်ဘောလူကဖော်ပြထားတယ်စေနာစိတ်ကတဲ့ကျွန်တော်တို့တွေမှာ ready ပဲအသင့်ရှိမယ်ဆိုရင်မတတ်နိုင်တဲ့အမှုကိုလို့မထောက်ဖဲနဲ့မတတ်နိုင်ပါဘူးလို့မကြီးတွားနေပဲနဲ့ reason တွေမပေးပဲနဲ့တတ်နိုင်တယ်ဆိုတဲ့စိတ်စေရသိက်နဲ့ဆောင်ရွက်ပါနှစ်သက်စွာဒီလိုဆောင်ရွက်ခြင်းဟာဖျားနှစ်သက်တဲ့အရာဖြစ်တယ်လို့ဖော်ပြပါကျွန်တော်တို့ကိုဒီနေ့2025မှာအကြံပြုတရားဟောချက်ရေးပေးတဲ့ဆရာမကြီးကအထက်မမပြီပေါ့နော်အဘဘမမက်တဒစ်အသင်းတော်ကတိတ်ခါတော်ကဆရာမကြီးဒေါ်မိုးမိုးဤကကျွန်တော်တို့ကိုဒီအကြံပြုတရားဟောချက်လေးရေးပေးပါဆိုတော့ဆရာမကြီးရဲ့ရေးပေးတဲ့ထဲမှာတကယ်ကိုသူကိုယ်တိုင်လေးကျမ်းစာကျောင်းသူဘဝပေါ့နော်မက်တဒစ်ကျမ်းစာကျောင်းမှာမန္တလေးမှာတက်တဲ့အခါမှာအဲ့ဒီမှာဒီ leprosy လုပ်ငန်းတွေလုပ်ရတဲ့အခါမှာမလွယ်ကူဘူးဆိုတာကိုသူဖော်ပြပါနော်အဲ့ဒီမှာကျွန်တော်တို့သူ fever ဆင်းရတယ် leprosy နဲ့သူနေရတယ်စားရတယ်ကျမ်းစာသင်ပေးရတယ်ဒါကိုလည်းကျွန်တော်မျှဝေပြီးတော့မှဆရာမကြီးရဲ့စက္ကန့်ချင်းကိုဒီနေရာမှာလေးအလေးပြုအမှတ်ပေါ့ဂုဏ်ပြုခြင်းပါတယ်ဒါကြောင့်တကယ်ပဲဒီဟာတော်တော်နာလုံးနိုင်တဲ့အလုပ်မဟုတ်ပါဘူးကျွန်တော်တို့ MSU မှာလည်းမော်လမြိုင်တောင်ဝိုင်းပေါ့နော်ဆရာကျော်လင်းမင်းတို့ရဲ့မယန်းချောင်းဆိုတာရှိပါတယ်နာယူရောဂါဆေးရုံတွေရှိတယ်ဒီနေ့မှကျွန်တော်တို့ရဲ့လေးစားတဲ့ဒေါက်တာဝါထူးပေါ့ဆရာကြီးကleprosy mission မှာတကယ်ကိုဇနီးမောင်နှံခုတောင်ဝိုင်းဆေးရုံထဲမှာတောင်ဝိုင်းနှစ်ချင်းအသင်းတော်ရှိပါတယ်အဲ့ဒီအသင်းတော်ရဲ့ရှေ့မှာဆရာကြီးတို့ဇနီးမောင်နှံကိုဂူသွင်းပြီးတော့ကျွန်တော်တို့ဂုဏ်ပြုထားပါတကယ်ကိုသူ့ဘဝတစ်ကြောက်လုံးကိုဒေါက်တာဝါထူးဟာဒီအနာကြီးယောဂတွေနဲ့တွဲပြီးတော့မှအစေခံပြီးတော့နောက်ဆုံးအသက်ထွက်တဲ့အချိန်ထိနောက်ဆုံးအချိန်ထိစက္ကပ်ခဲ့တဲ့လေးစားစရာကောင်းတဲ့ပုံကိုဖြစ်တယ်ဆိုတာကိုတွေ့ရပါတောင်ဒီနေ့ဒီစေနာစိတ်ပေါ်မှာစေနာစိတ်ရှိတဲ့ကလေးမလေးပေါ့နော်တယောက်ကျော်မလေးတယောက်အကြောင်းကိုကျွန်တော်ပြောချင်ပါတယ်လို့ဆိုတော့ကျူရီတက်မှာတဲ့နော်ဖန်စီခေါ်ဆောင်သွားတဲ့ကျော်မလေးတယောက်ရှိပါတယ်ဒီကျော်မလေးကိုနော်သူကဗမာကျွန်ခံရလဲဆိုတော့ဗိုလ်ချုပ်နေမန်ရဲ့ဇနီးထံမှာကျွန်ခံရပါဒီဣသလမင်းမငယ်လေးဟာအဲ့ဒီအိမ်မှာကျွန်ခံနေရင်းနဲ့တနေ့ကျတော့သူ့ရဲ့သခင်ဖြစ်တဲ့ဗိုလ်ချုပ်နေမန်ကအနာကြီးယောဂါဖြစ်ပါအနာကြီးယောဂါဝေဒနာဖြစ်ပါတယ်စဉ်းစားကြည့်ပါဗိုလ်ချုပ်တယောက်နော်ဒီပေါ်မှာတော့ကြည့်ပါဟိုတုန်းကဘယ်လိုဖွင့်လဲအပွင့်နေအခက်တွေပေါ့ဗျာဒီမှာဒစိမ့်တွေကအများကြီးပေါ့နော်အဲ့လိုရှိတဲ့ပုံကိုကလူတော်တဲ့မတိုးဝင်နဲ့ဂုံဒရက်ပုံကိုရှိတဲ့ဗိုလ်ချုပ်တယောက်ကဒီယောဂါဖြစ်တဲ့အခါ तू ဘယ်လောက်ရှက်မလဲဘယ်လောက်သူ့ကိုယ်သူတတ်တယ်ကျင်အောင်ဖြစ်မယ်လို့ကျွန်တော်ထင်တယ်အိမ်ထဲကအိမ်မှာထွက်တဲ့အခါမှာဒီအကြောင်းကိုကြားတဲ့အခါမှာဒီဣသလမိမငယ်လေးကျွန်းမလေးကငါကျွန်းခံနေရတာပဲသူ့ဘာသူဖြစ်ချင်တာဖြစ်လို့မဟုတ်ဘဲနဲ့စေနာစိတ်နဲ့သူ့သခင်မကိုသူပြောတယ်သခင်မဗိုလ်ချုပ်ကိုသခင်ကိုပြောပါသခင်ကိုပြောပါနော်ရှမာရိမျိုးမှာရှိတဲ့နော်ပရောဖက်အေလိရှဲထံကိုသွားပြီးတော့မှဗိုလ်ချုပ်ရဲ့သခင်ရဲ့ယောဂဝေဒနာကုဖို့ဖြောင်းပြပေးပါလို့တကယ်ကိုစေနာစိတ်နဲ့ဘာသာလူမျိုးမခွဲကြမဲ့လူမျိုးဘလူဘာသာမတူတဲ့သခင်ဗိုလ်ချုပ်နေမန်ကိုဒီကျွန်းမာလေးဣသလမိမငယ်လေးကစေနာစိတ်နဲ့ပြောခဲ့တယ်ဆိုတာတွေ့ရတယ်ကျွန်တော်ဒီဇာလန်ကိုအများကြီးမပြောတော့ဘဲနဲ့ဗိုလ်ချုပ်နေမန်သွားပါတယ်သွားတဲ့အခါမှာဒီမှာဒီပရိုဖက်အေလိရှဲကသူ့ကိုနော်ဗာပြောလဲဆိုတော့ဟလာယော်ဒန်မြစ်မှာသွားပြီးတော့9ကြိမ်နော်သွားပြီးတော့နှစ်ပြီးတော့မှဟလာရေချိုးလိုက်ပါလို့ပြောတယ်ပေါ့နော်အဲဒီမှာ reason တွေအများကြီးရှိတယ်တို့လည်းအချုပ်ပဲပြောလိုက်ရရင်တော့ဗိုလ်ချုပ်နေမန်ဟာ prophet အေလိယပြောတဲ့အတိုင်းပဲဖျားသခင်လူစီရင်တဲ့အတိုင်းယော်ဒန်မြစ်ကိုသွားပြီးတော့ရေထဲမှာ9ကြိမ်နှစ်ပြီးတော့မှချိုးလိုက်တဲ့အခါသူ့ရဲ့အသားရည်ဟာတဲ့သူငယ်လူငယ်လေးရဲ့အသားရည်လိုပဲပြောင်းလဲပြီးတော့မှယောဂပျောက်ပြီးတော့မှတန့်ရှင်းခြင်းကိုရောက်တယ်ဆိုတာကိုတွေ့ရဒီမှာဒီကကျွန်တော်ပေးခြင်းတဲ့ message ကတော့ဒီဣသလမိမငယ်လေးရဲ့ကျွမ်းမလေးရဲ့သူ့သခင်မှာထားတဲ့ဟာလားစေနာစိတ်နော်ကျွန်တော်ပြောတဲ့စကားရှိတယ်ကိုနဲ့ဆိုင်တန်တော်ကြီးကိုနဲ့အမျှချစ်ပါသူဒီနေရာမှာကျွန်းနေရတာကျွန်းတော့ဘာမှအစင်သူတို့ထားတဲ့နေရာမှာနေရတယ်ကျွေးတာစားတယ်သူတို့ထမင်းကြဟင်းကြစားလိမ့်မယ်အဲ့ဒါလည်းအဆင်ပြေခြင်းမှပြေပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီစကားပေါ့နော်သခင်ပြောတဲ့စကားကိုနဲ့ဆိုင်တန်တော်သူကိုနဲ့အမျှချစ်ပါဆိုတဲ့
နှလုံးသားမျိုးကျွန်မာလေးမှာစေနာစိတ်ရှိတဲ့အခါမှာသူ့သခင်နေမန်ကိုဒီတကလေးကကူညီခဲ့တယ်ဆိုတာကိုဒီစေနာစိတ်ရဲ့သဘောကိုကျွန်တော်တို့ခံယူဖို့ဒုတိယအချက်အနေနဲ့ကျွန်တော်ဖော်ပြခြင်းတယ်တတိယနဲ့နောက်ဆုံးတစ်ချက်ကတော့စေနာစိတ်နဲ့ပြုလို့စေနာစိတ်နဲ့ပြုလို့အငယ်ဆုံးသောသူများကိုကျွန်တော်တို့စေနာစိတ်နဲ့ပြုဖို့ဖြစ်ပါတယ်ဒီလာထဲမှာမေတ္တာဓမ္မထွက်ပါတယ်မနေ့ကတော့ဆရာခက်တို့ကတော့ပို့ချင်းနေတာပေါ့ကျွန်တော်တို့အများကြီးသိမရင်းနှီးပါဘူးဒီမှာဆရာထွန်းတော်နိုင်တို့ရေးထားတာလေးတွေတွေ့တယ်တာရမူဆေးဝါဥကျော်သားနန္တာကုန်းအသင်းတော်ကဖြစ်တယ်လို့ကျွန်တော်တို့သိပါတယ်ဒီ2025ရဲ့စက်တင်ဘာအောက်တိုဘာမှာထွက်ထားတဲ့မေတ္တာဓမ္မမှာလည်းဆရာထွန်းတော်နိုင်ရေးထားတာလေးတွေကျွန်တော်တို့ဖတ်ရတဲ့အခါမှာဒီလက်ပရိုစီဝေနာသည်များရဲ့ဒုက္ခကိုကျွန်တော်တို့မျှဝေပြီးတော့မှခံစားမိပါဒါမလို့ကောလောသဲဩဝါဒစာအခန်းကြီး3ငွေ23မှာဗာပြောပြလဲဆိုတော့လူ၏အမှုကိုသာဆောင်ရွက်တဲ့ကဲ့သို့မဟုတ်သခင်ဖျား၏အမှုတော်ကိုဆောင်ရွက်တဲ့ကဲ့သို့ပြုလေသမျှတို့၌စေတနာစိတ်နှင့်ပြုကြလော့ကျွန်တော်ရဲ့ဆောင်ရွက်ခြင်းဟာလူတွေရဲ့အမှုကိုဆောင်ရွက်တာမဟုတ်ဘဲနဲ့သခင်ဖျားရဲ့အမှုတော်မြတ်ဖြစ်တယ်လို့ခံယူပြီးတော့မှလက်ပရိုစီဝေနာသည်များကိုကျွန်တော်ဆောင်ရွက်တဲ့အခါမှာစေနာစိတ်နဲ့ထည့်ပြီးတော့မှပြုဖို့ဖြစ်တယ်ဆိုတာကိုဒီနေရာမှာဒီကျမ်းစကားအဖြစ်နားလည်ရတယ်လက်ပရိုစီဝေနာသည်များဟာယောဂဖြစ်လာရင်ရှက်တယ်အပြင်မထွက်ခြင်းဘူးယောဂမကုခြင်းဘူးလူတော်တွေကိုမတိုးခြင်းဘူးကျမ်းစာမှာတော့ပြောလဲဆိုတော့ဒီဝေနာသည်တွေကလူတော်တွေသွားတဲ့အခါကျွန်တော်တို့မတန်ရှင်းပါဘူးဘေးဖယ်ကြပါလမ်းဖယ်ကြမယ်ကျွန်တော်တို့ကမတန်ရှင်းပါဘူးလို့အဲ့လောက်ထိသူတို့လူတော်တွေမတိုးဝင်မဲနဲ့ဘဝဟာလူတွေရဲ့ပြစ်ပယ်ခြင်းကိုခံရတဲ့သူတွေဖြစ်ပါတယ်ရုပ်ရှင်ထဲမှာလည်းအပေရနာတို့ဘာလို့စတဲ့ဇာကားတွေလည်းအများကြီးရှိပါတယ်တောင်းစားရတယ်လက်ပရိုစီဝေနာတဲ့တွေဆိုတော့မကုခြင်းမြန်ကုရင်တော့ဒီယောဂပျောက်တဲ့ယောဂဖြစ်ပါတယ်ကျွန်တော်ဆရာကျော်လင်းကိုမေးတဲ့အခါဆရာရေးတဲ့တိတ်တော့အများကြီးထပ်မတိုးတာတော့ဘူးပေါ့နော်မတိုးတာတော့အရင်ကလူဟောင်းတွေကလည်းတည်သွားပြီယောဂထပ်မကူတဲ့အခါကျတော့ဒီလက်ပရိုစီဝေနာတဲ့ကရှိတော့ရှိတယ်ပေါ့နော်နည်းနည်းတော့ကြံသေးတယ်ပေါ့အဲ့ဒါလေးကျွန်တော်တွေ့ရတဲ့အခါကျေးဇူးတော်ကိုချီးမွမ်းစေရဖြစ်ပါတော့ဒီယောဂတဲ့ကအနာကြီးယောဂနူနာယောဂလို့ခေါ်တယ်ကျွန်တော်ရွာတွေမှာရွာထဲမှာမထားဘူးဒီယောဂတဲ့ဖြစ်ရွာပြင်ကိုထုတ်ထားတယ်နော်ဒီယောဂတဲ့အခုကျွန်တော်ပြောခဲ့ယောဂပိုဆိုးလာရင်လက်တွေကတိုးလာတယ်ပူရာနာတာသူတို့မသိတော့ဘူးဟလာအနာတွေကပြက်ကြတယ်ခြေတွေတိုးလာတယ်နေရွက်တွေတိုးသွားတယ်နော်နှာခေါင်းတွေတိုးလာတယ်နေရွက်တွေတိုးလာတယ်စကားပြောရင်မပြီးတော့ဘူးအဲ့လောက်ထိဝေနာကပြင်းပြစွာခံစားရတဲ့ဘဝဖြစ်ပါကျွန်တော်အသက်16 19ပေါ့လှည့်သိမ့်မှာကျွန်တော်နေတဲ့အခါမှာနော်လူပြိုပေါက်အရွယ်ပေါ့နော်အဲ့ရွယ်မှာမှတ်မိသေးတယ်ကျွန်တော်တို့ကမောင်နှမ10ယောက်ရှိတယ်နော်အမေတို့အဖေတို့ကအမိကတော့အမေပေါ့အဲ့တော့ကျွန်တော်တို့တွေကငယ်သေးတော့ဟိုဘယ်လိုပကံတွေထမင်းခူးတယ်ပေါ့နော်ပကံတွေသွားခူးတယ်ပကံဆေးတယ်ဆိုခါပြုတ်ပြက်ကြတယ်အဲ့ဒီကကျွန်တော်အဲ့ယောဂတဲ့အကြောင်းစကြဘူးတယ်ဘာပြောလဲဆိုတော့ဟဲ့နင်တို့ကတဲ့နော်ဟိုမောင်ဟုတ်တဲ့မောင်မဲစာလေးအဲ့စကားပြောတယ်အမေဘာပြောတာဆိုတော့အဲ့မောင်ဟုတ်တော့မောင်မဲစာတို့ကလက်တွေတိုးနေတယ်တဲ့လက်တွေတိုးတယ်အဲ့လိုနင်တို့ပကံမကင်လို့မမြဲရင်ပြုတ်ကြရင်နင်တို့တွေကနင်တို့လက်တွေကလည်းပါလေမောင်ဟုတ်မောင်မဲစာလေးကြားနေတယ်အဲ့ဒီကအဲ့ဒီကကျွန်တော်ကြားဘူးပါနော်အဲ့ဒီပါကြားဘူးတယ်နောက်တစ်ခါကျွန်တော်ကိုရန်ပေါ့နော်ကိုရန်ဒီမှာရန်ကုန်ဆိုတာဒီမော်ဘီမှာပေါ့မော်ဘီတက်မြို့အထက်ကနေစာတရောမှာကျွန်တော်ကျောင်းတက်တော့ကျွန်တော်ကဒီဟောပေါ့တန်နေပင်ကုန်းလုံးခွင်းပေါ့အဲ့မှာကျွန်တော်နေတယ်နေတော့အဲ့တုန်းကထောက်ကြက်မှာကအဲ့ဒီလက်ပရိုစီဆေးရုံရှိတယ်ကျွန်တော်တို့က16 second 18လူပြပေါက်ရွယ်ဆိုတငယ်ချင်းနဲ့လာပြီးတော့မှထောက်ကြက်မှာလာပြီးတော့ရုပ်ရှင်ကြည့်တယ်ကြည့်ရင်သူများတွေကမသွားသေးဘူးမသွားနဲ့အဲ့မှာအနူတွေအများကြီးပဲပေါ့နော်အဲ့လိုပြောတာပေါ့ခွဲခြားဆက်ဆံခြင်းခံရတယ်ဟုတ်ပါတယ်ကျွန်တော်တို့သွားကြည့်ကျွန်တော်ဘေးမှာအဲ့လိုဝေနာတယ်တွေရှိတယ်နော်အဲ့တုန်းကအဲ့ဒီမှာထောက်ကြက်မှာဒေါက်တာဦးတင်ရွှေတို့ပေါ့နော်ဒေါက်တာဦးရွှေကျွန်တော်တကယ်ဆရာစဖုံးကြိုင်တို့လည်းအမှမေးနေလောက်ခဲ့ပါတယ်သူ့လည်းပြန်တရိရဆရာစဖုံးကြိုင်တို့ဆုံးသွားပါနော်ရုပ်ရှင်မှာကျွန်တော်တို့ကြည်ဘူးပါတယ်နောက်ပိုင်းတော့ဆရာတို့မယန်းချောင်းတို့မန်းလေးရရင်နေသားတို့အဲ့ဒီဘက်ကိုကျွန်တော်ပို့လိုက်တာဘူးတွေ့ရပါတယ်ဒါဟာဒီပြောချင်တာကဒီအနာကြီးယောဂလုပ်ငန်းဒေါက်တာဦးတင်ရွှေတို့လည်းပါပါတယ်နော်ဆရာကြီးဝင်းတင်တို့နော်ဆရာခရီနာတို့နော်ဦးတင်အောင်ဆွေတို့ဒီလုပ်ငန်းတွေအများကြီးရှိပါတယ်နော်ဆိုတော့သူတို့လည်းပြန်သွားကြပါပြီအိမ်တော်ပြန်သွားကြဒီနေ့ဆရာအထူးကလုပ်နေတယ်ပေါ့နော်ဒါမှမဟုတ်ဒီမြန်မာနိုင်ငံခရစ်ယာန်သာသနာအနာကြီးယောဂလုပ်ငန်းပေါ့နော်မြန်မာခရစ်ယာန်လက်ပရိုစီမစ်ရှင်မှာလုပ်နေတဲ့သူတွေကျွန်တော်လေးစားတယ်တောင်ဝိုင်းမှာဒီအဖြစ်အပျက်တွေကျွန်တော်တခုကျွန်တော်ပြောချင်ပါတယ်လို့ကျွန်တော်တောင်ဝိုင်းကိုရောက်တဲ့အခါတခါလေကျွန်တော်မှုတော်ဆောင်မှာတောင်မှရှိပါတယ်
ကျွန်တော်တို့50ရောက်တော့သွားပြီးတော့မှလိလာတဲ့ခါတချို့ကအဲ့ဒီဝေနာတဲ့နဲ့လက်ဆွဲမနှုတ်ဆက်ရဲဘူးနော်ယွန်တယ်ပေါ့ကြောက်တယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့တွေ့ရတယ်ဒါလည်းကျွန်တော်တို့ရဲ့မှုတော်ဆောင်တွေလည်းပြန်သတိထားဖို့ဖြစ်တယ်တိမ်သွားတဲ့ခါကျတော့ကျွန်တော်သွားတို့ home visit သွားဆူတောင်းပြီးတော့ဘာလေးကြားလဲဆိုတော့စိတ်ထဲလည်းတော်တော်ခံစားရပါသမီးလည်းတော်တော်ချောတယ်နော်တက္ကသိုလ်ကျောင်းသူလေးမော်လမြိုင်တက္ကသိုလ်မှာတက်တဲ့ကျောင်းသူလေးအသက်က16 19လောက်ရှိပါပြီတော်တော်ချောတယ်အဖေမေကတော့ဝေနာတယ်ဖြစ်ပါသူပါရှင်ဖွင့်နေဆိုဆရာတဲ့ဟိုဦးဆရာဘဘလည်းကျောင်းဆရာဆိုတော့သမီးပြောပြမယ်ပြောပြပါသမီးရဲ့ဆိုတော့သူ့ရဲ့ချစ်သူကတက္ကသိုလ်ကျောင်းသားပဲမော်လမြိုင်ချမ်းသာတဲ့သူရဲ့သားဖြစ်ပါသူ့လည်းသိချစ်တယ်သူကလည်းသူ့ချစ်တယ်သူ့ချစ်သူလေးကိုချစ်တယ်ဒါပေမဲ့ခွဲလိုက်တယ်ပေါ့နော်ဒီသူတို့ကောင်းလေးကိုတခြားသူတို့ဗမာပဲပေါ့ဒီယောဂမရှိတဲ့သူကပြေးစားလိုက်သူကရှင်းပြတယ်မဟုတ်ဘူးကျမမှာဘာယောဂမှမရှိဘူးကျမအဖေမိမှာပဲရှိတာကျမကိုဆေးရုံမှာစစ်ပါဆေးထောက်ခံတာရှိပါတယ်ဟိုဦးတို့အန်ကယ်တို့အန်ဒီတို့တားလေးနဲ့ပြေးစားပါသမီးပြောတာမရဘူးဆရာအဲ့လိုအထိနော်တခါလေကျွန်တော်တို့ကလေးကချောချောလာတဲ့သူကျောင်းသူလေးပါဒါပေမဲ့ခွဲခြားဆက်ဆံခြင်းတွေခံစားရတဲ့သူတွေကျွန်တော်တို့ရှိနေပါတယ်ဒါလေးကျွန်တော်တို့ပြန်လဲပြီးတော့မှဆင်ခြင်ဖို့ဖြစ်ပါတယ်ဒါမလို့ဒီနေ့ဒီနှုတ်ကပတ်တော်ကိုပေါ်ပြတဲ့အခါမှာစောစောကကောလောသဲမှာလည်းငွေ24မှာဘာဖတ်ပြောလဲဆိုတော့သင်တို့ဒီသခင်ခရစ်တော်ကြီးအစေကိုခံရသည်ဖြစ်၍အမွေတော်ဒီဟုသောအကျိုးကိုထိုသခင်ဖျား၌လက်တော်မှခံရလိမ့်မည်ဟုသိမှတ်ကြလောစောစောကပြောလို့လူရဲ့အမှုကိုဆောင်ရွက်တယ်လို့မဟုတ်ဘဲနဲ့သခင်ဖျားရဲ့အမှုကိုဆောင်ရွက်တဲ့အခါမှာပြုတဲ့နေရာမှာဖျားပေးတဲ့ကိုယ့်ရဲ့အနေထားတော့မလုံနိုင်ဘူးသို့တော်ဖျားပေးတဲ့စေနာစိတ်နဲ့ပြုတဲ့အခါမှာတဲ့ခရစ်တော်ဟာသင်တို့ရဲ့အစေခံခြင်းကိုခံစားရမယ်အကျိုးကျေးဇူးဟာမြောက်များစွာဘုရားကပြင်ဆင်ထားတယ်လို့ဒီနာမှာရှင်ပေါလုကဖော်ပြထားပါတယ်ဒါမှမဟုတ်ဒီနေ့ WC Day မှာဖော်ပြကျင်တာက WC ဝေနာတဲ့10ယောက်မှာ9ယောက်ကပြန်ပြီးတော့မှကျေးဇူးတင်ကြောင်းမပြောပါဘူးကျွန်တော်လည်းဒါကိုသတိထားပြီးတော့မှဘုရားရဲ့ကျေးဇူးတော်ကိုအစဉ်အမြဲကျမာရီလူတစ်ယောက်လိုပဲပြန်လဲကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ပြုရမယ်အမှုတော်မြတ်အငယ်ဆုံးသောသူဒါဒီနေ့ကတော့ WC ပေါ့နော်တောင်းလေးတွေမှာလည်းချားရဲ့ဓာတွေချိပါတယ်ကျွန်တော်နားမှာမုတ်ဆိုးမတွေဆင်းရဲသားတွေအဲ့ဒါဒီနေ့ဒီချိန်မှာပူဆိုးပါတယ်မိဘမဲ့တွေဒုက္ခတွေအများကြီးကျွန်တော်ပတ်ဝန်းကျင်မှာရှိနေပါတယ်ဒါကိုကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကစေနာစိတ်နဲ့ပြုကြဖို့ဖော်ပြရင်းနဲ့ကျွန်တော်ဓမ္မဒေသနာကိုညီကုန်းချုပ်ပါတယ်အားလုံးပေါ်မှာဘုရားရှင်သာ၍ကောင်းကြီးပေးပါစေလို့အာမင်